မင်္ဂလာပါခင်ဗျာ Taste for You အနေနဲ့ကြိုဆိုပါရစေဒီနေ့ကတော့လူတိုင်းကြိုက်တဲ့လက်ဖက်နှံလေးကိုအိမ်မှာလွယ်လွယ်ကူကူလေးနှံစားမှာမို့လို့အစိုးထိကြည့်သွားပေးကြပါဦးခင်ဗျာအကုန်ကြသက်တာပြီးတော့ပါဝင်ပစ္စည်းလေးတွေကလည်းရုပ်ရှင်းပါတယ်ဒီလက်ဖက်ညွန့်လေးတွေကတော့ဈေးကနေပဲဝယ်လာတာပါလက်ဖက်ညွန့်လေးတွေကိုရင်နှွေးပူပူလေးနဲ့အဖန်ရည်တွေထွက်သွားတဲ့အထိကိုတနာရီလောက်စိတ်ထားပေးလိုက်ပါမယ်ခင်ဗျာလက်ဖက်လေးတွေကိုရင်နှွေးစိတ်ထားတဲ့အချိန်မှာလက်ဖက်နှံဖို့အတွက်ကိုကြက်သွန်ဖြူလေးတွေကိုပပလေးလှီထားပေးလိုက်ပါမယ်ကျွန်တော်ကြက်သွန်ဖြူများများလေးနဲ့စားချင်တာမို့လို့ကြက်သွန်ဖြူလေးနဲ့ပို့ထည့်ထားပါတယ်ဆက်ဆက်လေးစားချင်တာမို့လို့ငရုတ်သီးလေးနဲ့နှံ့ပါမယ်အချိုနှံ့မယ်ဆိုလို့ရှိရင်တော့ငရုတ်သီးထည့်ဆရာမလိုပါဘူးခင်ဗျာပြီးရင်တော့အချင်းတွဲတံပြာသီးလေးတွေကိုလည်းလှီထားပေးလိုက်ပါမယ်ခင်ဗျာရင်နှွေးစိတ်ထားတဲ့လက်ဖက်တွေကိုတဲလေးတွေလည်းပါတတ်တာမို့လို့ရေတွေကြည်သွားတဲ့အထိကိုတေချာလေးစိတ်ကြောပေးရပါမယ်ပြီးရင်ရေတွေပြောင်းအောင်တေချာညှင့်ပေးပါမယ်ရေတွေပြောင်းအောင်ညှင့်ပေးပြီဆိုရင်တော့စားနှံ့ပါတော့မယ်စားတစွန်ဟင်းချုံမွန်နဲ့ထည့်မယ်ပြီးရင်တော့အထားခံဖို့အတွက်နဲ့အယောင်မဲမသွားဖို့အတွက်ကိုတကြားလေးတစ်စုံလောက်ထည့်ပါမယ်ခင်ဗျာပြီးရင်တော့ကြက်သွန်ဖြူနဲ့ထောင်းထားတဲ့ငရုတ်သီးလေးတွေကိုထည့်ပါမယ်ခင်ဗျာပဇွန်6နဲ့ပဇွန်6မို့တွေကတော့ထည့်ချင်လဲရတယ်မထည့်ချင်လဲရပါတယ်ပြီးရင်စီထည့်ပါမယ်ခင်ဗျာစီများများလေးထည့်ရင်တော့ပို့ပြီးတော့အထားခံပါတယ်ပြီးရင်တော့အချင်းတွဲတံပြာသီးလေးတွေကိုညှင့်ပေးပါမယ်ပြီးရင်တော့လက်ဖက်ညွန့်လေးတွေထည့်ထိအရသာစေဝင်အောင်တေချာလေးနယ်ပေးပါမယ်အားလုံးသမတ်သွားအောင်တုပ်ပေးပြီးဆိုလို့ရှိရင်တော့ချင်းချင်းဆက်ဆက်လေးနဲ့အရန်ကိုစားလို့ကောင်းတဲ့လက်ဖက်ချင်ဆက်နှံ့လေးရပါပြီခင်ဗျာပြီးရင်တော့ဘူးလေးတွေနဲ့အခုလိုမျိုးထည့်ပြီးတေးထားလို့ရှိရင်အချာကြီးထားစားလို့ရပါတယ်ခင်ဗျာဘူးထဲထည့်ပြီးလို့ရှိရင်ဘူးအပေါ်ကနေပြီးတော့စီလေးတွေမြုပ်အောင်ထည့်ထားပေးလိုက်ပါတယ်အခုဆိုလို့ရှိရင်ကိုချစေးလည်းတက်တာတယ်လှုပ်ရလွယ်ပြီးအရန်လဲရတာရှိတာမို့လို့အခုလိုမျိုးလေးအိမ်မှာနှံ့စားကြည့်ကြပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်